မဲမင်္ဂလာပါ Brain Toning Channel ကကြိုဆိုပါရစေ။ဒီနေ့ပြောပြမယ့်အကြောင်းအရာတော့ခြေဟာဆေးနဲ့လုံးစီတူသလားဆိုတာနဲ့ခြေဟာဆေးဟာအုံနောက်ကျန်းမာရေးအတွက်ဘာကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတာပဲဖြစ်ပါတယ်။ခြေဟာဆေးနဲ့လုံးစီဟာကြီးလာရင်စင်တူတရားရှိပေမဲ့လုံးဝမတူတဲ့အစီအမျိုးဖြစ်ပါတယ်။အပြင်ပန်းတဏ္ဍာရောအာဟာရဓာတ်တွေမှာပါအဓိကကွာခြားချက်တွေရှိနိုင်ပါတယ်။ခြေဟာဆေးဟာဘဲဥပုံစံရှိပြီးအယောင်အနေနဲ့ကတော့အမဲဖြူနဲ့မိခိုးရောင်ရောနေတတ်ပါတယ်။လုံးစီကတော့ပိုပြီးရှည်ပြမျိုးပုံစံရှိပြီးတော့ကြောင်မီးသွေးလိုမဲအောင်တီဖြစ်ပါတယ်။အားဓာတ်မှာလည်းခြေအားစီးဟာအိုမီဂါ3အဆီဓာတ်ပိုမိုကျွယ်ဝပြီးအုံနောက်နဲ့နှလုံးအတွက်ပိုမိုကောင်းပုံပါတယ်။လုံးစီကတော့အမြင့်ဓာတ်ပိုများပြီးခန္ဓာကိုယ်အေးမြစေတဲ့အားနည်းတင်ရှိလို့နွေရာသီဖြိုရည်တွေမှာအသုံးများပါတယ်။ဒုတိယတစ်ပိုင်းအနေနဲ့ခြေအားစီးဟာအုံနောက်အတွက်ဘာကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတာပဲဖြစ်ပါတယ်။ခြေအားစီးဟာအုံနောက်ကျန်းမာရေးအတွက်အလွန်ကျိုးပြုတဲ့ brain food တစ်မျိုးဖြစ်ပါတယ်။ပထမတစ်ချက်အနေနဲ့မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုကောင်းမွန်စေပါတယ်။ခြေဟာစီးမှာအုံနောက်ဆေးတွေကိုတိစောက်ပေးပြီးပြုပြင်ပေးတဲ့ Omega 3 ALA အမြောက်များပါဝင်ပါတယ်။ဒါမှတ်ဉာဏ်ကောင်းမွန်စေဖို့နဲ့အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့ဉာဏ်ရည်ချိုးယွင်းမှု dementia ရောဂါတွေကိုကာကွယ်ပေးဖို့ကူညီပေးပါတယ်။ဒုတိယတစ်ချက်အနေနဲ့စိတ်ပိစီးမှုကိုလျှော့ချစေပြီးစိတ်ကြည်လင်စေပါတယ်။ခန္ဓာကိုယ်ထဲကဆီရိုတိုမင်ထုတ်လွှတ်မှုကိုကူညီပေးတဲ့အမိုင်နိုအက်ဆစ်ထရီတိုဖန်တစ်မျိုးပါဝင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုကိုလျှော့ချပေးပြီးစိတ်ကြည်လင်လန်းဆန်းကအိပ်စက်မှုလည်းကောင်းမွန်စေပါတယ်။ဒါ့အပြင်မဂနီဆီယမ်ပါဝင်တဲ့အတွက်အာရုံကြောစနစ်ကိုတည်ငြိမ်စေပြီးစိုးရိမ်ပူပန်မှုကိုပါလျှော့ချစေပါတယ်။တတိယတစ်ချက်အနေနဲ့ခြေအားစီးမှာအန်တီအောက်ဆီဒန့်ပါဝင်တဲ့အတွက်အုံနောက်ဆေးများကိုလည်းအကာအကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင်အုံနောက်ထဲကရောင်ရဲမှုတွေကိုလည်းလျှော့ချပေးနိုင်တဲ့အတွက်ရေရှည်မှာအုံနောက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့အာရုံစူးစိုက်မှုကိုတည်ငြိမ်စေပါတယ်။ခြေအားစီးမှာပါဝင်တဲ့အမြင့်ဓာတ်ကသွေးထဲကတကြားဓာတ်ကိုဖြည်းဖြည်းချင်းပဲဆွတ်ယူစေပါတယ်။သွေးချိုဓာတ်မငြိမ်မသက်ဖြစ်ရင်အာရုံစူးစိုက်ရခက်ခဲတတ်ပေမဲ့ခြေအားစီးဟာအုံနောက်ကိုစွမ်းရည်ပုံမှန်ရရှိအောင်ထိန်းညှိပေးတဲ့အတွက်အာရုံစူးစိုက်မှုကိုပုံမကောင်းမွန်စေပါတယ်။အုံနောက်တဲ့ပုံမထိရောက်ဖို့ဆိုရင်ခြေအားစီးကိုမစားခင်ရေစိမ်းစားသင့်ပါတယ်။ဒါ့အပြင်အသီးနှံနဲ့လည်းတွဲစားသင့်ပါတယ်။အခုပြသွားတဲ့အကြောင်းအရာကတော့ခြေအားစီးဟာလုံးစိနဲ့မတူဘူးဆိုတာနဲ့ခြေအားစီးကိုစားသုံးခြင်းအဖြစ်အုံနောက်ကိုကျိုးကျေးဇူးများစွာရရှိနိုင်တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။